အီရန်ဟာဟော်မုတ်ရေလက်ကြားကိုနောက်တစ်ကြိမ်ပြန်လည်ပိတ်ဆို့လိုက်တဲ့သတင်းကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်။အီရန်နိုင်ငံဟာကမ္ဘာရေနံတင်ပို့မှုအတွက်အရေးပါလာတဲ့ဟော်မုတ်ရေလက်ကြားတွင်နောက်တစ်ကြိမ်ပြန်လည်ပိတ်ဆို့လိုက်ကြောင်းတရားဝင်ကြေညာထားပါတယ်။ဒီလောက်ရဟာအမေရိကန်ပြည်ထောင်စုရဲ့စီးပွားရေးပိတ်ဆို့မှုတွေပေါ်အီရန်ဘက်ကတုံ့ပြန်လိုက်တဲ့ပြတ်သားတဲ့ရေးယူမှုတစ်ခုဖြစ်တယ်လို့အီရန်ဘက်ကဆိုထားပါတယ်။ရေလက်ကြားတွင်အပြေအဝထိန်းချုပ်မယ်လို့အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာဟော်မုတ်ရေလက်ကြားအတွင်းဖြတ်တန်းသွားလာသမျှတင်ဘောတွေကိုတင်းကျပ်စွာစစ်ဆေးပြီးမှလုံခြုံရေးအရအပြေအဝထိန်းချုပ်သွားမယ်လို့အီရန်ဘက်ကဆိုထားပါတယ်။အမေရိကန်ရဲ့လုပ်ရပေါ်ကတော့အီရန်ရဲ့ဆွဆွဲချက်များကအမေရိကန်ပြည်ထောင်စုဟာနိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုတွေကိုအကြောင်းပြုပြီးအီရန်ရဲ့ပိုင်တဲ့အတွင်းပင်လယ်ဓမြဆန်ဆန်နောက်ချက်မှုတွေနဲ့ရေကြောင်းဆိုင်ရာခိုးယူမှုတွေကိုလှုပ်ဆောင်နေတယ်လို့အီရန်ဘက်ကပြင်းပြင်းထန်ထန်ဆွဆွဲထားပါတယ်။အီရန်ကတင်းကျပ်သောကန့်သတ်ချက်များကတော့ရခိုင်ကညှိနှိုင်းမှုများအရကုန်သွယ်ရေးနဲ့စီတင်တင်မှုအချို့ကိုဖျက်ဆီးခွင့်ပြုခဲ့တော်လဲအမေရိကန်ဘက်ကကတိကဝတ်ဖောက်ဖျက်မှုတွေကြောင့်ယခုအခါရေလက်ကြားဖျက်ဆီးခွင့်ကိုမူလအတိုင်းပြန်လည်ပိတ်ဆို့ကန့်သတ်လိုက်ခြင်းဖြစ်ပါတယ်။အီရန်ဘက်၏တောင်းဆိုချက်များကတော့အမေရိကန်အနေနဲ့အီရန်စိတ်ကမ်းတွေကိုအပေါ်ပိတ်ဆို့ထားတဲ့ရေတပ်အင်အားတွေကိုရုပ်သိမ်းပြီးအီရန်တင်ဘောတွေကိုလွတ်လပ်စွာတွာလာခွင့်ပြုမှသာလျှင်ဟော်မုတ်ရေလက်ကြားကိုပြန်လည်ဖွင့်ပေးမယ်လို့အီရန်ဘက်ကဆိုထားပါတယ်။အခုလိုမျိုးအခြေအနေများကတော့အရှိအလဲပိုင်းဒေတာတည်ငြိမ်မှုနဲ့ကမ္ဘာလောင်စာဆီစီးကွယ်ပေါ်ကြီးမားသောရက်ခတ်မှုတွေရှိလာနိုင်တယ်လို့စိုးရိမ်ဖွယ်ရာအလဲအပြောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်